the fit တက်လာတွေ့ရတယ်နော် တက်လိုက်ဟိုပါ fit လား the fit လားငါကြောင်ပြ thank you ငါကြောင်နော်ဟုတ်အဲ့လိုလေးပြောနိုင်အောင်လေ့ကျင့်တာနော်မတကယ်လို့ကိုကနိုင်ငံခြားတက္ကသိုလ်ကကြောင်းတက်မယ်ဆိုလို့ရှိရင်ဆရာမကိုမေးပါနော် where we are getting to တရားတော်ပြီလဲ let me know the page number အဲ့ဒါကဖြေပါနော် page number 33 the first paragraph second line third line နော်အဲ့လိုလေးနော်အဲ့လိုလေးနော်ဒါဆရာရဲ့ဆရာတို့သင်ပေးတာပေါ့နော်ဒါမှမဟုတ်ဆရာနော်နံပါတ်4 paragraph တွေနော်မနေ့မှတ်မိတယ်နော်သူအားရဆရာတို့ဒီရေကူရတယ်နော်ရေကူပြီးသွားကြည့်လိုက်တယ်ပေါ့နော်အဲ့မှာပင်လယ်ပြင်ပေါ်မှာဆရာတို့ကတစ်စုံတစ်ခုက floating မျောပါနေတယ်နော်ဒါကလည်းဘောလုံးပေါ်နေတယ်နော်အဲ့ဒါဘာများလဲစိတ်တို့ကြီးလားရွှေတို့ကြီးလားနော်ပါမုတ်ထုတ်ကြီးလားနော်ခွေးသေးကောင်ပုတ်လားနော်အတုံးကြီးလားဘာလဲတော့တွက်ကြည့်ရအောင်နော်အဲ့လိုပဲဆရာမြန်မာလူမျိုးကဘာထုတ်ညာထုတ်ဆိုရင်စိတ်ဝင်စားတယ်နော်ဟိုတလောYouTube မှာလာပြောဆရာကြည့်လိုက်ရတယ်လားပတ်တူပြည့်တယ်ဆိုပြီးတော့တွက်ကြည့်တာနိမမဟုတ်စကားသမားရဲ့နောက်ကဆိုဖာကြီးကကြံခဲ့တာနိအဲ့ဒါကိုခွာတယ်ခွာလဲခွာတဲ့ဘာမှမရှိဘူးဆိုဖာပဲထွက်တာအဲ့ဒါပြောနော်အထုပ်တွေတော့ဖွင့်မကြည့်နဲ့နော်အဲ့ဒါတော့ရအောင်အထုပ်ပြန်မှာထားနော်ဟုတ်ပြီဒါစဖတ်ကြည့်မယ် Amazing by Exam Man Amazing by Exam Man when I saw that it was a really boat above outside which was floating upside down on the water thank you နော် Amazing မြင်တာ Amazing ဆိုတာဘတ်နော် Amazing နော် Amazing ကိုဆရာကတလုံးနဲ့အဲ့လိုစာကြောင်းရဲ့ထိပ်မှာ Amazing လို့တွေ့မယ်ဆိုလို့ရှိရင်အဲ့တော့တင်မဲ့စဉ်းစားကြည့်ပါတော့ဗျာအဲ့လိုပြောပေါ့နော်စာဖတ်ပြတဲ့ကြည့်ပဲစဉ်းစားကြည့်ပါတကယ်ကြီးမင်းတို့ပဲစဉ်းစားကြည့်တကယ်လို့ Amazing ကိုစာကြောင်းရဲ့ထိပ်မှာတွေ့မယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲမင်းပဲစဉ်းစားကြည့်ပါတော့ကွာနော်ဒါတွေ့ကြည့်ပေါ့ကွာဒါမျိုးပေါ့နော်တွေ့ကြည့်ပေါ့ Amazing ဆရာတို့ဘယ်မှာပဲ Amazing ဆိုတာတင်ပဲ Amazing ကတင်အတန်လေးကိုမှတ်ထား Amazing နော် Imagine လို့မထား Amazing နော် Amazing ကဘာပေါ့နော်အဲ့တော့ဒါဆရာက subject ကဘယ်လိုဖြစ်မလဲ subject ခုနဆရာပြောခဲ့တယ်ခင်ဗျားတို့ပဲစဉ်းစားကြည့်ပါတော့ဗျာလို့ပြောတဲ့အတွက် subject ကဘာဖြစ်လဲ you နော် you လို့မှတ်နော်အဲ့ you ကဆရာ subject Amazing ကဘာ my assignment က object ပြောကြည့်ပါဦး subject verb object number 3ကဲကျွန်တော်ရဲ့စိတ်လှုပ်ရှားမှုကိုတဲ့စာဖတ်ပြတဲ့စဉ်းစားကြည့်ပါဘယ်တော့ဝမ်းသာလဲပေါ့နော်သူလိုချင်တာလှေလေလူတယောက်ကလိုချင်တာကြားတဲ့အခါမှာဆရာပျော်တာပေါ့နော်ဒါကြောင့်မို့သူကလှေလိုချင်တဲ့အချိန်မှာလှေဆရာဖြေရပါပြီနော်ဟုတ်တယ်ခင်ဗျားစဉ်းစားကြည့်ပါကျွန်တော်ရဲ့စိတ်လှုပ်ရှားမှုနော် one I saw ဒါ one ပါတဲ့အုပ်စုကကျောင်း one ဆိုတဲ့စကားစလေးပါတဲ့အတွက် directional time က manner လားဟုတ်တာနော်အဲ့တော့ဆရာ time ကဘယ်လိုသိလဲဆိုတော့ one ဆိုတဲ့ဆရာစကားဆက်ပါတာပေါ့နော် one တကယ်လို့ဆရာ because ပါမယ်ဆိုရင်တော့ဒါသိတယ် reason နော် reason ပေါ့နော်ဟုတ်တော့ကဲလို့ where ပါမယ်ဆိုရင်တော့ place နေရာနော်ဒါမျိုးလေးဆရာကြည့်တာမလို့တာပေါ့နော်what I saw ကျွန်တော်တွေ့ရပါပြီတဲ့နော် what I saw that it was the real book အဲ့မှာ saw မြင်တာ saw that I am subject နော်အဲ့တော့မြင်တယ်ဆိုတော့ claim မှာ object မလို့လားလို့တယ်နော်ဒါပေမဲ့ that it was a real book က object ပြောပါဦး subject verb object number 3ဟုတ်ပြီဒါတကယ်လှေစစ်တော့မှဆရာရိုးနေမဟုတ်နော်သူ့ရဲ့ဆရာခန္ဓာကိုယ်နဲ့ကွက်တိတကယ်လေကိုတွေ့သောအခါမှာကျွန်တော်ရဲ့ပျော်ရွှင်ဝမ်းသာမှုကိုခင်ဗျားတို့လည်းစဉ်းစားကြည့်ကြတာနော်ကျွန်တော်ရဲ့ပျော်ရွှင်ဝမ်းသာမှုနော် sorry နော်ဒီမှာကျိုးလေးနဲ့ညီပါနော် thank you ရပြီနော်အဲ့မှာဆို exam ကိုဆက်ရှင်းပါမယ်ဒီမှာ exam ကဒီမှာ noun လား verb လားဟုတ်မှန်တယ် exam က noun နော်သူ့ဆရာသူကဘယ်လာဒီမှာ exam ကလား exam ကဆို verb 1 verb 2က excited verb 3က excited verb 5က exciting တကောက်ဆိုကြည့်အောင် excited နော် excited နော်ဟုတ်ပြီ exam ကိုတောင်းတဲ့အခါမှာဆို2မျိုးတောင်းရအောင်နော်သူကများလာပြီးပတ်စပ်နဲ့တောင်းရတာပေါ့ဒီစာလေးကကျွန်တော် L သေးတယ်This book excites me ပြောကြည့်ပါဦး This book excites me ဟုတ်ပြီအဲ့လိုပြောလိုက်ရဒီစာလေးကိုဖတ်လိုက်တာကျွန်တော်မှာတော့စိတ်တွေလှုပ်ရှားသွား I am excited to read this book ပြောကြည့်ပါဦး I am excited to read this book ဟုတ်နော်အဲ့လိုပတ်စပ်နဲ့တော့နော်
နောက်တဲ့ဆရာတို့ကဒီနောက်တဲ့ဆရာတို့က ing တလို့ရှိတယ်အဲ့ဒါကြောင့် adjective ပဲ exciting story ဆက်လို့ရှားပွဲကောင်းတဲ့ဇာတ်လမ်းလေးဘယ်လိုခေါ်လဲ exciting story နော် exciting story အဲ့လိုပြောနော် exciting နော်ဟုတ်ပြီနောက်တစ်ဆရာရအောင်ပါနော် excited နော်ဆက်လို့ရှားတယ်စပါတော့ကြောင့်No, that probably it had been long probably ship during sandstorm and had floated by Gullet to Baptiste. အဲ့မှန်တယ်နော်အဲ့မှာအဲ့လေးတွေကသူစားတဲ့ပတ်တွေပဲနော်အဲ့ဆက်ရှင်းဝင်လေးကြံပါနော် which were floating upside down အဲ့မှာဒါ upside down ဆိုတာကြတော့ upside down တဲ့ကဇာဖို့ပေါ့ upside down ဇာဖို့နော်မလား upside down ဇာဖို့ဟုတ်အတက်ဆိုဘယ်လိုပြောလဲအတက်အတက်ဘယ်လိုပြောလဲ right way up တတ်တာပဲနော်အတက်ဆိုရင်ဆို right way up နော်အတက်ရဆို right way up လို့ခေါ်တယ်နော်ဆရာဇာဖို့ကြတော့ဆရာက upside down နော်အဲ့ဒီရဆရာတို့ကဒီလိုမပေါ်ဘဲနဲ့ဒီလိုပေါ်နေနော်ဆရာ upside down နော်ဒါသိမိချောင်းပေါ်ပေါ်နေဘယ်လိုပေါ်နေမိချောင်းပေါ်မိချောင်းလို့ဖြစ်နော်ဒီလိုပေါ်နော်ခါခိုင်းကုန်ပြီးတော့လို့ပေါ်နော်မသိမိချောင်းကြတယ်နော်အဲ့ဒါမိချောင်းနဲ့ဘာလူတွေကဘာနဲ့မှာတစ်တုံးနဲ့မှာနော်တစ်တုံးကြီးလားမိချောင်းကြီးလားအဲ့တော့လေရဆိုတော့ဘယ်လိုပေါ်လဲဇာဖိုးကြီးပေါ်တယ် on the water နော် where it came from နဲ့ဒီလေကဘယ်လာတော့အဲ့က it ကိုမြင်တာဒီမှာ it ကဘယ်သူ့ကိုရည်ညွှန်းတာလဲဘယ်အောင် refer လုပ်လဲလေကို refer လုပ်တယ်နော်လေကို refer လုပ်တယ်နော်ဟုတ်ပြီ I don't know ကျွန်တော်လည်းမသိဘူးဗျာနော် but ဒါပေမဲ့ probably ဟုတ်ပြီ probably ကိုမြင်တာ probably ရဆိုတာ likely ပဲဖြစ်နိုင်တယ်နော်ဖြစ်နိုင်ဖို့များတာက probably ရဆိုတာ likely နော် probably ရ likely နော်ဖြစ်နိုင်ဖို့များတာတဲ့ it had been lost from the ship ဟုတ်ပြီနော်မှတ်ထားအဲ့မှာဆို it had been lost ဒါက claim မှတ်ထားဒီစာကြောင်းလေးကဘေးနဲ့ lost နဲ့ပါတဲ့အတွက် active verb လား passive verb လား passive verb passive verb နော်အဲ့နော်ဒါဒီလေလေးကဆိုသူ့ဘာသူပျောက်တာလားသူ့ဘာသူဆိုလမ်းပျောက်တာလားတင်မောနဲ့ကင်းခွာကြီးပျောက်သွားတာတင်မောနဲ့ကင်းခွာကြီးပျောက်သွားတာဟုတ်ပြီမိခင်တင်မောနဲ့ကင်းခွာပါအဲ့မှာ loss မှာတိတ်နေလို့ရှိရင်နံပါတ်1က loss ကပျောက်ဆုံးတာနံပါတ်2ကလမ်းပျောက်တာနော် if ဒီကိုပျောက်တာလဲဆိုတော့ loss ဆိုတော့ဘယ်က lose ကလာနော်မျက်စိနဲ့လမ်းမတာလဲ loss ပဲဒါပေမဲ့မျက်စိနဲ့လို့ပြောချင်လို့ရှိရင်ဆို passive မှာတော့ I'm lost လို့ပြော I'm lost on the way ကျွန်တော်မျက်စိနဲ့ပါတယ်နော်အဲကျွန်တော်ခဲနဲ့လေပြောလို့ဆိုရင် I lose my pencil လို့ပြော I lose my pencil လို့ပြောနော် I lose my pencil နော်အဲဘာ1က lose ဘာ2က lost ဘာ3က lost ဘာ4က losing တစ်ခါပြောကြည့်ပါဦး lose lost losing အဲဟုတ်ပြီနော်ဒီမှာအဲ lose ကိုနောက်ပြောင်း LOS loss LOS loss အဲ့ဒါဆိုပျောက်ဆုံးမှုဒါလည်းဆုံးရှုံးသူပျောက်ဆုံးသူကြတော့ loser လို့ခေါ်လဲ loser နော်ဟုတ်ပြီဆိုနိုင်သူကြတော့ winner နော်အဲဟုတ်ပြီ winner နော်ဟုတ်တော့ဒါလည်းဒီလေလေးရဆိုလို့ရှိရင်မိခင်တင်မောကြီးကနေပြီးတော့ဗာလဲကြောက်ဗာလဲပျောက်ဆုံးသွားတာဖြစ်ကြတယ်မိခင်တင်မောကြီးကနေဆိုပျောက်ဆုံးသွားတာနော်အဲ့တော့ဘယ်မှာပျောက်လဲဆိုရင် during sandstorm ဒီမှာတော့ during ပါတဲ့အုပ်စုက free ဖြစ်သွားပြီဘာ free လဲ during ပါတဲ့အတွက်ရာချင်တာတိုင်းလားမန်တာလားဟုတ်ပြီတိုင်းအချိန်ကိုပြရနော်ဟုတ်ပြီမုံတိုင်းပေါ့မုံတိုင်းအတော်တွင်းမှာပေါ့မုံတိုင်းတက်တဲ့အတော်တွင်းမှာတင်မောကြီးကနေပြီးပျောက်ဆုံးသွားတဲ့လေလေးပဲဖြစ်ကြမယ်နော်ပြီးလည်းပြီးတော့ have floated အဲ့တင်မောလေးကဆိုဘောလုံးမြောက်ရတယ် by Gullet ဒါ by Gullet ရဲ့အဓိပ္ပာယ်ကတော့ကံကောင်းထောက်မှဆိုတာဖြစ်ကံကောင်းထောက်မှဆိုတာဖြစ်တဲ့ဒီလေလေးအားတဲ့ Baptiste School ကိုတဲ့ဆိုမျောပါပါတယ်ဒါလေးဆိုစဉ်းစားကြည့်အောင်ဒီလေလေးကဘာကြောင့်ကံကောင်းတာလဲဟမ်ငွေနဲ့တက်တာကံကောင်းတာလားကံဆိုးတာနော်ဟုတ်ပြီဒီလေလေးကဘာကြောင့်ကံကောင်းတာလဲလေမုန်နဲ့တက်ပြီမဲ့ဒီလေကဘာဖြစ်ပြီဟုတ်နော်မုန်နဲ့တက်ပြီဒီလေလေးကကျုပ်ပဲသွားလားမကျုပ်ပဲသွားဘူးနော်ဒါကြောင့်ဒီလေးကကံကောင်းတယ်ကံကောင်းထောက်မှသာတယ်ဒီလေးကအကောင်းပဂတိအတိုင်းဆိုပြောရတော့တယ်နောက်တဲ့ဆို Baptiste School ကျင့်အောင်ရသွားတယ်နော်အဲ့ဒါဆိုကံကောင်းတာ lack ကံကောင်းတာ lack နော်မှတ်တယ်နော်ဒီမှာ lack က adjective အဲ့တော့ဒီမှာ lack ကဆိုတော့ no နော် lack က no သူ adjective က lucky adjective က lucky နော်သူ adverb ပြောင်း luckily နော်အဲ့ adverb ပြောင်း luckily ကံကောင်းတယ်နော်ဒါကြောင့်မကြည့်ပါဦး the boat was too big
The goal was to bid for me to bring to land by myself, so I will technically do the capital city Then another comment of an admirer. Hobby, thank you. No? Hobby, the book was, Pagosha, was, the book subject, no? The book one is on that. Number 2 bigger compliment. Subject back compliment. Number 2. And I say, Minda, but 2 Minda, big Minda, number 2 Minda. 2 adjective to matter, no? 2 adjective to a negative. Matter, no? 2 adjective to a negative. No? အဓိပ္ပာယ်ကလုံးလုံးမလုံးနိုင်တာเนาะလုံးလုံးမလုံးနိုင်တာเนาะ2 bit 2ရဲ့အဓိပ္ပာယ်က2 adjective 2ကဆိုတော့အဲ့ဒါဖြစ်လို့မလုံးနိုင်တာเนาะကြီးလို့လို့တဲ့ကြီးလို့လို့မလုံးနိုင်ပါ the book was too big for me to bring to land by myself เนาะဆိုတဲ့သဘောကတော့ကျွန်တော်ကိုယ်တိုင်နဲ့ကုန်းပြေပေါ်ကိုတဲ့လှေလေးကိုယူသွားဖို့မဖြစ်တာကြီးလို့လို့မယူနိုင်ဘူးပေါ့လှေရကြီးပါလေကြီးတာဖြစ်တဲ့အတွက်ကုန်းပေါ်ယူသွားလို့ရလားမရဘူးเนาะမရဘူးเนาะ to bring Hobby, the land by myself. So, put on I return quickly to the capital city. I never to know capital city and Nibido, no? Nibido. Nibido is the man and Nibido, no? Main Nibido. But you need to say Nibido, capital city. Capital city. No? Capital city, Muro, no? Capital city, Muro, no? Oh, Piana, Pilavio, as the king, the original town so no? To let me, you must do never one yet. Chile come up when they come down. Oh, yeah. အဲ့ဖွင့်နေကောင်းเนาะသူလက်ကျွန်တော်ငှားပါเนาะကိုကသူများကိုပေးလိုက်တာလက်ကိုကသူများစာယူတာ borrow เนาะ borrow ဆို lend borrow lend เนาะဟုတ်ပြီเนาะအဲ့လိုယူသူပေါ့ယူသူက borrower ပေါ့ပေးသူက lender เนาะ lender and borrower เนาะအဲ့ကျွန်တော်ပေးပါတဲ့10 of his biggest shit အကြီးမားဆုံးဆရာတင်မောဆက်တီးပေးပါအဲ့ပြီးတော့3000စေလာတမသားပေါင်းဘယ်လောက်လဲတမသားပေါင်း3000စေလာ3000တမသား3000 under the comment of an admirer เนาะမှတ်တာ under the comment of an admirer ဒါလေးရဆရာတို့ကဆက်ရှင်းပါနော် comment ဆိုတာအုပ်ချုပ်မှု admirer ဆိုတာရေတက်ဗိုလ်ချုပ်ကြီးကျန် admirer ဆိုတာရေတက်ဗိုလ်ချုပ်ကြီးเนาะရေတက်ဗိုလ်ချုပ်ကြီးအုပ်ချုပ်မှုဖြင့်ဆိုတော့ rational တိုင်းလားမှန်လားဟုတ်ပြီမှန်လားမှန်နော်ဆက်မှန်တာဗောနော်မှန်တော့ဖြစ်ပါမှန်နော်ဟုတ်ပြီဟုတ်ပြီဒါဆရာတို့ admirer ရှင်းတာနော် admirer ဆရာတို့ဒီရေတက်မှာဆို admirer ပေါ့နာဒီလာ ကုန်းပေါ်မှာဆိုရင်ဗိုလ်ချုပ်ကြီးကိုဘယ်လိုခေါ်လဲကုန်းပေါ်မှာကိုယုံကြည်ရတယ် ကုန်းပေါ်မှာဆိုရင်ဘယ်လိုခေါ်လဲဗိုလ်ချုပ်ကြီးကိုကုန်းပေါ်မှာနော်ဘယ်လိုခေါ်လဲကုန်းပေါ်မှာဆိုရင် general လေနော် general ဘာဘယ်လိုလဲပြင်မကြောက်ဘူးဗျာ general G E N E R A L general ကုန်းပေါ်မှာဆိုရင်ဗိုလ်ချုပ်ကြီးက general ရေထဲမှာဆိုရင် admirer ရေထဲမှာဆိုရင် admirer နော်ဒါထပ်မျိုးပဲဆရာခံမဲ့နော်အဲ့တော့လေတက်မှာဆိုဘယ်လိုခေါ်လဲလေတက်လေမောင်းတယ်လေတက်မှာဆိုဗိုလ်ချုပ်ကြီးကိုဘယ်လိုခံပါ့မလဲဘယ်လိုခေါ်မလဲဆရာလည်းအတိအကျတော့မသိဘူးဆရာလည်းရန်တော့ကမှာနော်လေတက်လေရင်ဒီမောင်းနဲ့လေတက်အုပ်ချုပ်တဲ့ဗိုလ်ချုပ်ကြီးကိုဘယ်လိုခေါ်လဲဘယ်လိုခေါ်ကောင်းလဲနော်ခံမကြည့်ပါဦးပိုက်လောနော်ဆရာပိုက်လောပိုက်လောလို့ခေါ်လိုက်နော်ပြီးရင်အဲ့လိုဒီပိုက်လောပေါ့နော်ပိုက်လောနော်အဲ့လိုခေါ်လိုက်နော်ပိုက်လောဆိုအတိအကျတော့ဆရာကိုခေါ်ပါနော်ဒါ admirer နဲ့ general ပဲရှိတယ်ပေါ့နော်ပိုက်လောနော်အဲ့ဒါ admirer ဆိုတာရေတဲ့ဗိုလ်ချုပ်ကြီးအဲ့ comment မြင်တာ comment ဆိုတာနော် comment နော်အဲ့တို့ဆိုတာဘက်ပြောင်းလဲ comment ပဲအမေပေးတယ်ပေါ့နော်အမေပေးတာ comment နိုင်တယ်မကောင်းလားဗျနော်ရှင်းလားဒီဘက်ကကြားလားဗျာအော်ဒီဘက်မကြောက်လားကြောက်တိုင်းနေသွားဆိုတော့နော်မကြောက်လားနော်အဲဟုတ်ဒါ comment ဆိုတော့ now လဲ comment back လဲ comment နော်ဟုတ် comment ဆိုတော့ adjective ပြောမယ် ing ဒီပါတယ် commenting နော် comment ရဲ့ဘာနှစ်မျိုးပါရှိပါနော်သူကစိုးမိုးတော့ဦးစီးတော့ပေါ့နော်ဦးစီးတဲ့လူကိုဒီလို commenting လို့ခေါ်တယ်မ commenting officer နော်ဦးဆောင်အရာရှိပေါ့ commenting ပေါ့နော်ဟုတ်ဒီနေရာကနေအချက်ချကြတဲ့နေရာပါရှိပါအချက်ချကြတဲ့နေရာဘယ်လိုခေါ်လဲဆိုတော့ commenting post လို့ခေါ်တယ်အဲ့နော် commenting post အချက်ချကြတဲ့နေရာ commenting နော် commenting အဲ့တော့အချက်ချကြတာပေါ့နော် comment လာဒီနေရာလေးက
ဒီပြီးတော့လူငယ်စကားနဲ့ပြောမယ်ဆိုဒီနေရာလဲဘာကောင်းလဲဗျဒီနေရာလဲဘာကောင်းလဲခွင်ကောင်းတယ်ကတိပဲကျတော့ဒီကခွင်ကောင်းတယ်နော်ခွင်နော်ခွင်ကောင်းတယ်ပေါ့နော်commanding post ပေါ့နော်အဲ့ကာလာသားဆိုတော့အရှင်ဗျာလေကာလာသားဆိုရင်သူတို့ကညနေဆိုချင်းခတ်တယ်လေဘယ်နာမှာချင်းခတ်လဲဗျာနော်အရှင်ဗျာမှားရမေးမိတယ်နော်မတော့တခြားကြောင်းသားပေးရမှာနော်အပြိုတွေရေကက်စင်းတဲ့နေရာလေအဲ့မှာကာလာသားတွေကကြောက်ကြပြီးတော့ဘာလုပ်ကြလဲချင်းလုံးတွေခတ်ကြတယ်အဲ့ဒါသူတို့တွေပါခွင်ပဲလေချင်းလုံးခတ်ရင်ချင်းလုံးပဲပါချင်းလုံးခတ်ရင်လည်းအပြိုတွေရေကက်စင်းတာကိုကြည့်ကြတယ်လေဒါမျိုးပေါ့တချို့တော့ဒီရွာသားတွေကပလွေလေးမှုတ်ပြီးတက်ပြအောင်ရွာအပြိုတွေရေကက်စင်းတာကိုစောင့်အဲ့နေရာ commanding post အဲ့နေရာ commanding post နော်ဟုတ်နော်ဆရာကြီးပြောတာကြတော့အမှထားလိုက်ပါစစ်သားတွေကဟာတဲ့စစ်သားတွေကပြောတော့သူတို့ကားရနဲ့စုပ်နေပေါ့ကားရစုပ်နေတော့အကားရမောင်းနေနေတော့ပြက်ခဏီပေါ့ပြက်ခဏီရဲ့အခါမျိုးမှာအကားရဘယ်မှာမောင်းတင်ရလဲဆိုတော့တောင်ကုန်းမောင်းတင်ရတောင်ကုန်းဘာကြောင့်တောင်ကုန်းမောင်းတင်လဲဆိုတော့ကားရရက်သွားလို့ရှိရင်ပြန်ပြီးနှုတ်အရှိန်နဲ့လှိမ့်ဆင်းပြီးတော့နှုတ်လို့ရအောင်အဲ့တောင်ကုန်းလေးက commanding hill စိုးမိုးတောင်ကုန်းခွင်ကောင်းတဲ့နေရာဆိုရှင်နော်ဒီလိုအဲ့မှာ commanding နော် commanding ဆိုတာဒီလိုတော့အချက်ကြတဲ့နေရာကို commanding လို့ခေါ်ပါနော် commanding အမေပေးရလဲ command ပဲဒါကြောင့်မလို့အမေပေးတဲ့လူဘယ်လိုခေါ်လဲဗျာ commander ဘယ်လိုခေါ်လဲ commander နော်ဟုတ်ပြီနောက်တစ်ယောက်ရှိတယ် commando တဲ့ကြောက်လားကြောက်လားကြောက်ပါတယ်နော်ဒါ command ပြောတာနော် commander ဆိုတာအုပ်ချုပ်သူဆိုတာအမေပေးသူနောက်တစ်ယောက်က commando နော် commando ဘယ်လိုလဲ commando ရဲ့တဲ့ဘက်ကလက်ရွေးစင်စစ်သားလက်ရွေးစင်နော်ဒါဆိုရင် commando နဲ့ commander နဲ့ဘယ်သူကပိုကျွမ်းကျင်လဲ commando ကဟုတ်မယ်လေနော်သိမယ်နော် commando ကပိုကျွမ်းတယ်လေဒါ commando ဘယ်သူကခိုင်းတာလဲ commander ကခိုင်းတာလေ commando ခိုင်းတယ်တော့ commander ဘာကြောင့်ခိုင်းတာလဲအញ្ញပြည့်ဝါညီရနဲ့လက်ကောင်းတယ်ချက်ပါဘူးနော်တော့ commander နဲ့ commando နဲ့ဘယ်သူကအသက်ကြီးလဲ commander အသက်ကြီး commando ကငယ်နော် commander အသက်ကြီးနေပြီတူနဲ့ commander အသက်ကြီးပြီးတော့ तू ကမလွတ်နိုင်တော့ဘူးမလွတ်နိုင်တဲ့အတွက်လုံနိုင်တဲ့ကြောင့် commando လူငယ်တို့ကခိုင်းနော်ဒါဆိုရင်အနော်ရထားနဲ့ကျန်တဲ့သားငထွေးငလုံးနဲ့ပဲညောင်းပြီးဘယ်သူက commander ဘယ်သူက commando လဲဟုတ်ပြီအနော်မှန်တယ်အနော်ထား commander ဒီဘက်ကကျက်စစ်သားတို့ငလုံးလက်ပဲတို့ငထွေးယူတို့ညောင်းပြီးတော့ commando ဒါဒီ commando ၄ယောက်ကစစ်တီဘယ်နှယောက်အောက်ဆောင်လာလဲနော်ကျွန်မဒီနေ့အဲ့တမိုင်းတင်နေကျွန်မကျောင်းမတက်ဘူးနော်ကျွန်မမေ့တယ်နော်စစ်တီ၄သိန်းလေးဆိုတော့တရားကိုတသိန်း၄ယောက်ဆိုတော့၄သိန်းအဲ့သူက commando ပဲနော်commando ရဲ့ဆရာဆန်းကတယောက်တည်းနဲ့သူကတနိုင်ငံလုံးဆိုဖြိုလို့ရတယ်တယောက်တည်းပဲနော်တနိုင်ငံလုံးတင်းလို့ရတယ်နော်အကြည့်ကျင်တဲ့အိန္ဒိယကားရှိတယ်နော် commando တယောက်တည်းနဲ့စစ်တဲ့ driver ဆိုတင်းလိုက်နော်ဖြစ်နေတာတော့ဆရာလည်းမသိဘူးနော်ကြည့်ဂျွန်းတွေကပြစ်နော်မျက်လုံးတွေကပြူအဲ့ကတော့commando ပတ်တာနော်အဲ့နော်အဲ့ဒါလည်းဆိုကျန်တဲ့သားငွေထွေးငလုံးနဲ့ပဲညောင်းခွေရအဲ့မှာသူတွတ်တိုက်တယ်လေဘယ်သူတို့တွတ်တိုက်ဘာစစ်တွေဆိုလားညာစစ်တွေဆိုလားကြားဘူးလားဂျွန်းစစ်တွေလေဘာစစ်တွေအဲ့တော့ဒီမှာအညံ့ထားတယ်ဂျွန်းထိုးတဲ့စစ်တွေတွေတွားပြီးတိုက်ကြတယ်ဂျွန်းထိုးတာပေါ့နော်ဂျွန်းစစ်တွေနော်အဲ့တွတ်တိုက်ရက၄သိန်းဆိုတာနော်၄သိန်းအောက်ပဲဆောင်းလာနော်နားလည်ပါနော်ဒါဆိုရင်ဆရာကနားလည်ပါ admiral ကိုသိပါနော် admiral ရေတဲ့ဘူချုပ်ပဲဆက်ပါ with the help of this fleet So with the help of this fleet, I was able to pull the boat to land and turn it right. Okay, thank you. With the help of this fleet, as a freight, what freight le? Ever freight so? Ever so? Mana, amuya, no? This matter of fleet, jede super. Jede say, a good need to general solution, put the boat to land. To put a trigger at Leji go, combo dinner. Then it right side at matter. Clear side go mid up with right side at right way at. ဆရာအတက်ပြန်လှန်လိုက်တယ်ပေါ့နော်ဆရာကဒီမှောက်ထားတာနေရာအတက်ပြန်လှန်လိုက်တယ်အဲ့တော့ right side at မှတ်တာနော်
ဆက်ပါ to my great joy the ball went normal damage and after I had made sand or out of the biggest tree that grew on the island I was able to row it round to the harbor carrying in it all the ship and sailor who have been used to bring it to land ဟုတ်ပြီ to my great joy မြင်တာနော် to my great joy ဆိုတစ်လုံးနဲ့ပြောလိုက် joyfully နော်ပျော်လို့လုံးလို့ဘယ်လိုလဲပျော်လို့လုံးလို့to my great joy တစ်လုံးနဲ့ပြောလိုက် joyfully J O Y F U L L Y joyfully ဆိုတော့ပြောလိုက်မခင်ဗျာ happily ပဲတူတူပဲ to my great joy happily နော်ပျော်ရွှင်စွာနဲ့ကျွန်တော်ပျော်လို့ပျော်လိုက်တာဗျာတဲ့နော်ဆရာဓာတ်ရပြောတော့ပျော်လိုက်တာဗျာဘာကြောင့်လဲဆိုတော့တဲ့ the ball went on much damage တဲ့အများကြီးမပျက်စီးသေးဘူးလေနော် after I had made sand over မြင်တာခင်ဗျာနော်တချို့ကလည်း or တဲ့တချို့ကလည်း over တဲ့ over ဆိုတာလှော်တက်နော်လှော်တက်လုပ်တယ် out of the biggest tree တဲ့ဆရာကဘယ်ကနေလုပ်လဲဆိုလို့ရှိရင်အကြီးမားဆုံးတစ်ပင်ကနေပြီးတော့လှော်တက်တွေလုပ်တယ်ဟုတ်ပြီအဲ့မှာဓာတ်ပါတဲ့အုပ်စုကလော့ဖြစ်သွားပြီခင်ဗျာဘာကလော့လဲမှန်တယ်ဆရာ tree ကိုထွေတယ်ဘာနဲ့ကောက်ဒေါင်းနဲ့ကောက်နော်ဘာကိုသွားတော့ကလော်ထဲမှာရှိတဲ့ဘက်ကိုသွားတော့ဒီကျုံးပေါ်မှာပေါက်တော့အကြီးမားဆုံးသောတစ်ပင်နဲ့တဲ့သူကဆရာကြီးမားတဲ့ဆရာကလည်းလှော်တကြီးလွတ်လိုက်ပါတယ်ပြီးတော့ I was able to row တဲ့ row ကလှော်တာလှေလှော်တာ row out of row နော်လှေလှော်တာ row ပေါ့ရွက်နေတာကြတော့say S A I say နော်တမိုးကြီးကိုတက်ပြီးတော့မောင်းတယ်တက်မှကန်တယ်တက်မှကန်တာကြဘယ်လိုတော့လဲ S နဲ့စတယ်စတိယနော်တက်မှကန်တာစတိယမှတ်ထားနော်ဆိုတော့ row ရယ် say ရယ်စတိယအဲ့သုံးလုံးကဆရာတော်ကဘာလဲဆိုင်ဆိုတင်မောနဲ့ဆိုင်တာပေါ့နော်အဲ့ဒါကျွန်တော်ကမောင်းတယ်ပြီးလည်းပြီးတော့ဆရာတော်က to the harbor တင်မောစိတ်ကိုကျွန်တော်မောင်းတယ်ပတ်မောင်းတယ်ဟုတ်ပြီ carry ကိုမြင်တာ ing ချင်းတော့ကြောင်းနဲ့ဘာနဲ့ကောက်မှန်တယ်နော်ဆိုတဲတာလဲသူပဲမောင်းတာလဲသူပဲ ing ကိုဆိုတော့တပြိုင်လေးဖြစ်ဘာနဲ့ကောက်လျှက်နဲ့ကောက်နော်တဲဆောင်နဲ့ carry in it all the shit ဆေးလာပေါ့တင်မောတွေနဲ့ဆေးလာအားလုံးတဲလျက်ပတ်မောင်းနေတယ်နော် who have been used to bring it to land who ကလော့ဘာကလော့လောမှန်တယ်နော်အဲ့ဒီကုန်းပေါ်ကိုလည်းဆရာကုန်းပေါ်ကိုတင်နေအောင်ဆရာကုညီပေးခဲ့တော့အသုံးပြုခဲ့တော့တမောတွေဆေးလိုက်အားလုံးကိုတင်လျက်သူကလော်တယ်ဆက်ပါ all the people of Bible school all the people of Bible school came down to see there မေးတယ်နော် all the people of Bible school တွေ came down အဲ့တော့ဆင်းလာကြပြီ to see ကိုချင်းတဲ့ကောင်မလားဖွင့်တဲ့ကောင်မလားဖို့ရနော်ဟုတ်ပြီ to see the enormous vessel enormous vessel မြင်တာ enormous vessel ကြီးကဘာဖြစ်မလဲဘာလို့ပြောရလဲအဲ့ဒီလိုပြောတာဟုတ်တယ်မှတ်တယ် clear အမှတ်တာ vessel ကိုမြင်တာ vessel ဆိုတာလှေပဲ clear မှတ်တာ vessel ဆိုတာလှေသုံးဖို့ခွက်စလုံးပေါ့ခွက်တွေစလုံးကိုလည်း vessel လို့ခေါ်တယ်နော်ခွက်တွေစလုံးကိုလည်း vessel လို့ခေါ်တယ်လို့ဆိုတင်မောယူလည်း vessel လို့ခေါ်မှတ်တာနော်အဲ့တော့မှတ်ကမှာရေထဲမှာသွားရင် vessel ရေထဲမှာသွားရင် vessel နော်ကုန်းပေါ်မှာသွားရင်vehicle လေထဲမှာသွားရင် aircraft နော် aircraft နော်ကျိုးနဲ့မလေးတဲ့လေကြီးကကြည့်လိုက်တာနော်အဲ့နဲ့တူဝမ်းတာရတယ်နော်တူဝမ်းတာဆိုတာဆိုတော့ and မြင့်တက်ကြတယ်ဝမ်းတာတဲ့ဘက်က and မြင့်တက်ကြတယ်နော်ဒါမှမဟုတ်လေဝမ်းတာတိကျင်ကြတယ်တိကျင်တယ် and မိတယ် at the size and strength of the man heart size ဆိုတာရွယ်စား strength ဆိုတာခွန်အားဒီလူတွေရဲ့ခွန်အားနဲ့ဆိုအရွယ်စား who must have made it who ကလော့ဘာကလော့အဲ့ဒီကလော့မှန်တယ်ဆရာမန်အောင်တွေ့တယ်အဲ့မှာဆိုမြင်တာ must have ဘတ်တရီမြင်တာ must have ဘတ်တရီတွေကခံမှန်းတာဘာလို့လဲခံမှန်းတာ gas အဲ့ဒါနော်အဲ့မှာ must have ဘတ်တရီကခံမှန်းတာဒါကိုလုတ်ခဲ့တော့လူတွေရဲ့အရွယ်စားနဲ့ခွန်အားကိုသူကဗါတယ်အအောင်မိတယ်နော်လူတွေကအအောင်မိတယ်ပေါ့နော်ဒါဆိုရင်ဒီလေကြီးနဲ့ဗါဆက်ဖြစ်တယ် see you tomorrow bye bye နော် thank you take a rest နားရနော် see you tomorrow bye bye နော် take a rest